ပြောနေတာကကြိုက်ကြိုက်မကြိုက်ကြိုက်အဲ့ဒီတော့ကျွန်တော်ကအဲ့ဒီမလိမ်မိုးမလိမ်မာကလေးတွေလက်ထက်သူတို့ကကြည်လာတော့မလိမ်မိုးမလိမ်မာကလေးတွေကြည်လာတော့မလိမ်မိုးမလိမ်မာလူကြီးပဲဖြစ်မှာပေါ့ပညာမတတ်တဲ့လူငယ်တွေကြည်လာတော့ပညာမတတ်တဲ့လူကြီးပဲဖြစ်မှာပေါ့ဟာအရေးရောက်တော့မှာအဲ့တော့ကျွန်တော်အဲ့ဒါကြောင့်ကျွန်တော်ဘောပညာမတတ်တဲ့လူငယ်တွေရဲ့လက်ထက်ကိုရောက်မှသိကြောက်တာတိုင်းပြည်လည်းပညာမတတ်တဲ့လူငယ်တွေရဲ့လက်ထက်ရောက်မှသိကိုကြောက်တယ်အဲ့တော့လူငယ်တွေကိုလည်းချစ်တယ်ကိုယ့်ဘဝကိုကြသနာတယ်ဒါကြောင့်ကျွန်တော်တရားတွေပြောနေတာဩဒီကောင်တွေမကောင်းရင်တော့ပြန်ငါတော့ပြန်ငါဘဝတော့ဂမှုရှုလို့နဲ့နေဝင်ရတော့မှာပဲဘဝနေဝင်ရောက်မှတောင်ပြေးနောက်ပြေးလေကျုပ်ကမပြေးချင်တော့အဲ့တော့ပြေးရတာလည်းများလာတယ်တစ်လုံးကလည်းစိတ်ကတော်တော်ညစ်နေပြီကျွန်တော်အဲ့ဒါကြောင့်လူငယ်တွေကိုလိမ်မာသေးကျွန်တော်မမိုက်သေးကျွန်တော်အမိုက်တော့ပဲဆိုတော့ဟိုဥပ္ပောဘူးပြောလို့ပဲဗျာဥပ္ပောဘူးနဲ့ဘိုးတော်ပြဆိုလူမိုက်ဆိုမကောင်းတဲ့ကြောင့်ဘာကြောင့်ပြောတဲ့ခါကျဟဲ့ကပေါ့မင်းဒီလောက်တောင်ကြောက်တယ်ပြောနေတာလူမိုက်နဲ့ငါဘယ်လိုကြောက်ကျွန်တော်မျိုးလူမိုက်ကြောက်တယ်ဟင်ငါမင်းကိုအခုချက်ချင်းတတ်ပြနေတယ်နားလဲဟာသူတော့တတ်တာစဉ်းစားအောင်ပါဘုကောင်ကစဉ်းစားရတယ်ဆိုတော့အဲ့တော့ကျွန်တော်ကလူမိုက်ကိုကျွန်တော်သိကြောက်တယ်အဲ့ဒါကြောင့်မို့လို့လူငယ်တွေမိုက်သွားမှာခုလို့ကျွန်တော်ကပြောရတာအဲ့တော့ပြောတဲ့တဲ့မှာမှကျွန်တော်အခုအတွေ့အကြုံလေးတွေပါတက်ပြီးတော့ပြောပါမယ်သမိုင်းကြောင်းလေးတွေလည်းကျွန်တော်ပြောမယ်အခုကျွန်တော်စာပေနဲ့သမိုင်းထဲမှာတွေ့ခဲ့တဲ့လူငယ်ဒီအကြောင်းကိုကျွန်တော်ပြောမှာအဲ့တော့လူငယ်တွေရဲ့အဲ့ဒီနဲ့သင်ခန်းစာယူတော့ပေါ့နော်လောကမှာတဲ့လူလိမ္မာတို့မြည်စီမှာတပါးသူရဲ့အမှားသင်ခန်းစာကိုယူရတယ်လူမိုက်တို့မြည်စီမှာကိုယ်တိုင်မှားမှသင်ခန်းစာရတယ်ပုံရိပ်မိုက်မဲသောသူတို့ကကိုယ်တိုင်မှားပါလေနဲ့မယ်သင်ခန်းစာမြူတတ်ကြကိုမှားတယ်ဆိုတဲ့ဥစ္စာမှားတာပါပဲမှားတာတော့ရှိသမျှပေါ့လူတိုင်းမှားတတ်ကြလို့လေခဲတံနေမှာခဲပြက်တတ်တာဟုတ်လားဒါတော့ပြောကြမှာမရှိတော့ဒါမှတချို့အမှားတွေကခဲပြက်နဲ့ဖြတ်လို့မရဘူးနော်ဟုတ်လားတရုတ်ကြီးပြောတယ်သူကတော့မှားတယ်မှားတော့သူကတော့တော်လီပဲငါတော့ထီးကျိုးသွားပြီလားသူကတော့ sorry ပဲငါတော့ထီးကျိုးသွားပြီလားမှားတာတော့ sorry ကိုပြီးသွားတော့ဒါမှထီးကျိုးသွားဟုတ်လားအဲ့ဒီလိုဖြစ်မှာဆိုလို့ကျွန်တော်ထီးကျိုးတော့တီးပေါက်သွားတယ်ကောင်းပြီကိုလူငယ်တွေပြောနေတာကျွန်တော်ကိုတိုင်းကညံနဲ့ပြောတာမဟုတ်ကျွန်တော်ဆရာကြီးပါဥပိမောင်တင်သူ့စကားလေးကိုကျွန်တော်ခုခိုက်ပြီးအများနဲ့သူ့စကားလေးနဲ့စပြီးပြောလို့ရှိပါတယ်အဲ့ဒါမောင်တင်အတူချုပ်ပြီးကျွန်တော်ပြောသွားမှာတော့မောင်တင်မင်းကြောင်းဆရာဖြစ်တာဗမာစကားမှာဆရာတဲ့တပည့်လက်ဆောင်တော်တော်ကောင်းတယ်မင်းကြောင်းဆရာဖြစ်တာမင်းတပည့်တွေကိုမင်းနဲ့တော်အောင်တင်တော့မင်းအရွယ်ရောက်လာလို့ရှိရင်မင်းနဲ့တော်သေးရမယ်သိမှုနဲ့ပြင်အဲ့ဒီလိုကြိုးစားလို့တပည့်ကကိုယ့်ရဲ့တော်လာမှအောင်မြင်ပေါက်တော့ဆရာလေးခေါ်တယ်နော်အဲ့ဒီလိုတပည့်ကဆရာတဲ့ဆိုနောက်တပည့်ကသူ့ဆရာတဲ့ဆိုသင်ကျဲတော်သွားမှ human process လို့ခေါ်တဲ့လူလောကကြီးကမြင့်သွားမှာပေါ့အဲ့လိုမဟုတ်ဘဲနဲ့တပည့်ကနေနောက်တပည့်ကျညံဟိုတစ်ကောက်ကျပိုးညံမင်းအဝစီရောက်ဖို့ရှိတော့တာပေါ့ရှင်းလားတော်ကောင်းတဲ့စကားကျွန်တော်တို့ကတပည့်ဆိုတာဆရာတဲ့တော်ခြင်းလဲတော်မှာပေါ့ဆိုရစ်တီတွေးတဲ့ကောင်ကြီးဟိုကအတဲ့တွေ့ကြတာအင်္ဂလိပ်လို literal thinking လို့ခေါ်တယ်သိကြောက်ဖို့ကောင်းတဲ့ပြီးပြီတော်ရမယ်လို့ပြောတာအဲ့ဒီ literal thinking နဲ့ပတ်သက်လို့ကျွန်တော်စကားရှိပြီပုံလေးပဲသိစိတ်ဝင်စားကြကောင်းတဲ့ပုံလေးပဲရှိပါတယ်ကျွန်တော်ဒီနေ့နည်းနည်းမှတ်ပြီးချမ်းပြီးတော့ဒီပြန်ပြောကြတာဒီပါအဲ့ဒီကနေဆင်ပွားပြီးလိုက်တဲ့ခါကျတော့ကျွန်တော်ဘာလုပ်လာလဲအရင်တုန်းကဆိုလို့ရှိရင်ကျွန်တော်မှတပည့်ပန်းကလည်းအင်မတန်များပါတယ်ကျွန်တော်တက်ကလည်းရလာတယ်ဒီမျိုးစစ်တက်ကတူကစပြီးတော့ပါတယ်ကျွန်တော်ရန်ကုန်တက်ကတူနောက်ပြီးတော့ online college စသည်အပြင်ကျောင်းနေပါတယ်မှာလည်းတော်မြန်ရောက်ခဲ့တယ်တပည့်ပန်းလည်းပေါ်ပါကြောလို့ရှိရင်ကျွန်တော်အရင်တုန်းကဘယ်လိုစုပေးတယ်လဲဆိုရင်80ပါတီနန်တိုးချမ်းခိပ်ပံပြီးတော့သမိတ်သူဘယ်လိုရှိတိုင်းတောင်းတာလဲကြည့်လို့မှာပေါ့လူကြီးတွေကလည်းကိုအဲ့လိုစုတော့ကိုအဲ့လိုပေးလိုက်တော့နောက်ကြတော့ကျွန်တော်ရင်နဲ့တမျိုးဖြစ်လာတယ်အဲ့ဒါအခုဆိုရင်ကျွန်တော်စုပေးတဲ့အခါမပေးလိမ့်မယ်သာဓုအခုလိုကြွရတဲ့အတွက်ကြောင့်ကိုမိကိုဖားတဲ့နောက်တစ်ဆင့်မြင့်ဘဝကိုတိဆောက်နိုင်ပါသည်ဗျကိုသားကိုသမီးကိုတဲ့နောက်တစ်ဆင့်မြောက်မြင့်တင်ပေးနေတဲ့ပခုံးစွာရှိတော့ယောက်ျားကောင်းမိန်းမများများဖြစ်ပါသေးကုန်သတိလို့ကျွန်တော်အမြဲတမ်းပြောပေးလိမ့်မဟုတ်ဘူးလားသမိုင်းနဲ့လူတွေကိုပြန်တွေ့တဲ့ခါကျတော့တို့သမိုင်းကိုပြန်ဟိုးပထမအချိန်တုန်းကလည်းဘာဖြစ်လို့ကြုံဖြစ်တယ်ပြန်တွေ့ကြည့်ပါလားအင်္ဂလိပ်နဲ့မြန်မာနဲ့တစ်သုံးချိန်တိုက်တယ်ပထမဆုံးချိန်မှာနှိမ့်ချကြတယ်ဒုတိယချိန်ကျလာပိုင်းနောက်ဆုံးချိန်ကျ14ရက်ထဲနဲ့ကိစ္စပြတယ်
ကမန်းကရန်ကြုံဖြစ်သွားတာကြောင့်ဟောတော့ဘာနုလားဒီကနေသွားတယ်တိုက်တယ်ဘာနုလားတဲ့စစ်ချီကောင်းတဲ့ဆိုတာဘာစစ်ပညာတကယ်တော့တာတကယ်ဘာမှပြောမလဲဟုတ်သမိုင်းမှာမှတ်တမ်းတင်တဲ့ဥစ္စာရခိုင်ကနေပြီးတော့ဟိုဘက်မုဒ္ဓမဘက်မှာသင်္ဘောတွေကတ်ကုန်ပြီမုဒ္ဓမဘက်ကိုဝင်ပြီးဆွဲတဲ့ခါကျရခိုင်ကနေပြီးတော့အဲ့ဒဂုံဆန်တော်ရဲ့သိငုတ်တရကုန်းကြီးပေါ့အဲ့ဒီပြောင်းကိုပြန်ပြီးတော့လာလိုက်တဲ့ဥစ္စာဟာအင်္ဂလိပ်တော်မှာဗဇက်ပြဲပါအားသိဆိုတာဟိုမှာ engage လုပ်တာဟိုမှာသူ့ကိုရင်ဆိုင်ပြီးထိတ်ထားပြီးတော့ဒီမှာဝင်တာဒီရဲ့အတိုင်းကရောက်လာတဲ့အားသိကဘာမှာစစ်ချီတဲ့ခါထဲမှာထုတ်စစ်ထဲမှာခက်ခဲတဲ့လမ်းမရှိပန်းမရှိခီးထဲမှာသွားနိုင်တဲ့ဥစ္စာဟာဟန်နီဘောပြီးရင်သူဒုတိယပဲလို့တော့တချို့ကဆိုအဲ့လောက်တော်တဲ့ပုဂ္ဂိုလ်ဓနုပြူမှာတိုက်တယ်ရွှေထီးတဝင်းဝင်းနဲ့ရွှေထီးတဝင်းဝင်းနဲ့ဆိုတာလှမ်းမြင်ရတာပေါ့ပြစ်လို့စိတ်ကောင်းတာဟုတ်လားကျောင်းတော်ကဒီကသူတို့လက်နဲ့အကြောင်းလည်းမသိဘူးပညာမှမသိပဲပညာမှမတတ်ပဲအဲ့တော့ထုံးဆိုကြအုံးဆိုကွဲတော့သေရောဒါသေတာပဲဟုတ်အဲ့တော့ဗဇက်ကပြောလို့ရှိရင်တော့ထိုးစင်ခါဟုတ်လားသမိုင်းဆိုတာလှအောင်ရေးရတာပေါ့ထိုးစင်ခါမြန်မာတို့ဒီနေကျကြီးကျွတ်စစ်တို့ရုပ်ရှင်တို့တွန်းတန်တိုက်ခိုက်သွားတော့လေလက်နဲ့ချင်းမမျှတော့ကြောင့်ညက်ခံခဲ့ရလေဒါပေါ့အမှန်တော့တကယ်ရေးမယ်ဆိုရင်ပညာမတတ်သောကြောင့်ကွဲခဲ့လေဒါပဲရိုးရိုးလေးအဲဒီလိုကိုအတက်တွေးပြဟုတ်လားတွေးကြည့်လေဟုတ်ကမဟုတ်လားခင်ဗျဒီဘက်ခေတ်ကြီးကြသားဆိုးတာပညာနဲ့ယူသွားနေတာအကုန်လုံးကခင်ဗျပညာနဲ့သွားတာဒါကျွန်တော်အတက်ပြောလိုက်မယ်ဗျာဒါအရင်တော့ကတော့နည်းနည်းနာမည်လေးပဲတွဲပြောတယ်ဘယ်လိုမပြောတော့တရုတ်ပြည်ခင်ဗျအရင်တော့ကတန်ပေါင်း900ရှိတဲ့တရုတ်ပြည်သူလူကြီးကဘာညာနာကြီးအောင်ဟောခဲ့တာမအော်တော့ဘာဖြစ်လို့ကိုကတန်းဘလောက်သိကြမှာခင်ဗျအမေရှိပဲကျွန်တော်ခလုတ်နှိမ့်လိုက်ပါဒီလိုလာတာလက်နဲ့ပြဟုတ်လားခလုတ်နှိမ့်လိုက်ရွှီဆိုလက်နဲ့ကသွားပြီးတော့ဟိုမှာအိမ်နံပါတ်ရှားမှန်တာဟုတ်လားနောက်ပိုင်းဆိုရင်မှတ်ပုံတင်ကိုမေးလာစရာအကြောင်းရှိတယ်ခင်ဗျဒီလက်နဲ့ပြဟိုတလားတော့ကခင်ဗျပြင်သစ်ကနေတော့မိုင်4000ပြင်းနိုင်တယ်ဒုံးရည်တစ်ခုဒုံးကြီးတစ်ခုထွင်လိုက်တယ်နျူကလ িয়াস စိတ်ကူ6ခုပါမိုင်4000ပြင်းနိုင်တစ်ခုတစ်ခုရဲ့ပောက်ကွဲမှုစွမ်းအားဒီမဲ့ဟီရိုရှီမာမှာချတဲ့အနုမြူဘုံတဲ့အဖပြာပြင်းတယ်ကဲကျွန်တော်တို့မှာဒီလိုဟာမျိုးတစ်လုံးနဲ့ချလိုက်တယ်ထုံးဆိုသုံးကုတ်ပေးမဲ့ဘုန်းကြီးတောင်ကြမှာမဟုတ်ပြီးရောဖြစ်ပြီပေါ့အဲ့ဒီကြားထဲမှာကျွတ်သွားတကားဓားတွေပါတယ်ဒီလိုလို့ကြာကြီးနေခမလောက်နေအဲ့တော့ပြောနေတာဘယ်လိုဆိုဒါကြောင့်ကျွန်တော်ကလေးတွေကိုမျက်စိပွင့်စေချင်တော့ပါမင်းတို့အနာဂတ်နိုင်ငံတော်ရဲ့ကာကွယ်ရေးသည်လို့ဟောဒီတက္ကသိုလ်စာသင်ခန်းမှာကြည့်တယ်သဘောပေါက်ပါပညာမတတ်တဲ့ကာကွယ်လို့ရတာအကုန်လုံးပညာနဲ့စခန်းသွားအဲ့ဒီချိန်မှာကျွန်တော်တို့ပညာသင်ရမလားဆိုအောင်တဲ့ကဘာဆက်ပြောမှာနောက်ကထပ်ပြီးတော့ကြုံဖြစ်ဖို့လို့ကမန်းကရန်ကြိုးစားတယ်ဘုရားစစ်တိုက်ပြီးကြုံဖြစ်တဲ့ကိမဟုတ်ဘူးစစ်မတိုက်ဖဲနဲ့ကြုံဖြစ်တဲ့ကိစစ်တိုက်တာမို့လကားနေခုနေကျဆွဆန်းလကားဒီစကားတွေကအောက်နေတယ်ဘယ်သူမှမချဲ့ဘူးကျွန်တော်ကဟိုဘယ်ကောင်ကမှဘယ်ကောင်ကိုသွားပြီးတော့ပြည်နယ်ကိုမသိဘူးဗမာပြည်အင်္ဂလိပ်ကသိခဲ့တယ်ဟုတ်လားဘာဖြစ်လို့ကျွန်းသိရင်နဲ့ဆိုင်စပါလို့ကျလို့ဂျပန်ကလည်းဒါလို့ကျလို့သိခဲ့တယ်အဲ့ဒီပြည်သိရတဲ့ကတိုင်းပြည်ကိုအုပ်ချုပ်ပေးဖို့ဘာလို့ကာကွယ်ဖို့တာဝန်နေရှိသေးတယ်အခုဥစ္စာဘာလို့ညံအောင်လိုချင်တဲ့ဥစ္စာရပြီးနေကိစ္စစစ်တိုက်ပြီးသိလိုက်တဲ့ခါကျဟုတ်လားစီစံကုန်နဲ့မခုံအောင်နဲ့ခြေတော်ညောင်းနဲ့နာမည်ပြည့်ဘာလို့ချင်တယ်မာပြည်လှမ်းကြိုက်တာဟိုကဗမာပြည်ကျွန်းသိကလေးမဆိုကောင်းတယ်ဒီကောင်နေဘာမှလည်းပညာမတတ်ဘူးအလုံးလိုက်ရောက်နေကောင်အဲ့တော့ရောမတော်ကားမလို့တော့ရောဟိုက်လိုက်ကာစီပေးသားစစ်ပဲနေတာဆိုပေးလိုက်မယူပါမဲ့အကြောင်းတော့ခြေလုံးဖက်နေတယ်စဘာလေးတော့ပေါ်ဆန်းမွေးလေးမပြောနည်းတော့ယူလိုက်အောင်ပါပဲဒီကောင်နေ TV မလုပ်တော့ဘူးရောတလုံးပေးသားစဘာပဲတင်ပေးလိုက်ဒါဗမာလျှောက်ပြောကျွန်တော်တို့တောင်းတယ်အမဦးကြီးကဖင်းနဲ့ရွှေနှခွဲသားဝင်လာဝင်ပေါ့ပညာမတတ်နဲ့တော့ဒါပဲတတ်နေပညာမတတ်ခါမှာကြီးပဲဒီတိုင်းပဲအဲ့တော့ပညာမဲ့လို့ကြုံဖြစ်ခဲ့တဲ့ကိစ္စအဲ့ဒီပညာမဲ့ပြီးကြုံဖြစ်တဲ့ခါကျတော့လွတ်လပ်ရေးကိုကျွန်တော်ပြန်ပြီးလွတ်လိုက်ကြကျွန်တော်တို့ရဲ့လွတ်လပ်ရေးဒုတိယကမ္ဘာတည်ကြီးဖြစ်လိုက်တဲ့ခါကျတော့မဖြစ်မိမှကိုကျွန်တော်တို့မြေခွာတစ်ချက်ပေါက်ရမျိုးဝုံတောက်စေရပဲဘာညာဆိုတဲ့ဟာဒီပေါ့အဲ့ဒီမှာလောက်ခဲ့တာနေတပိတ်1938ခုနှစ်1300ပြည့်ရေတော့ခေါ်တာပေါ့အဲ့ဒီမှာတပိတ်ဒုက္ခတပိတ်မောက်ကြောင်းသားဒုလည်းပဲအဲ့ဒီမှာရဲတော့ပါခဲ့တဲ့ကောင်ငါးရန်ကြောင်းသားဟုတ်လားအဲ့မှာတပိတ်ထားတဲ့ဥစ္စာမှာကျုပ်ထိတ်ဆုံးကဘာလို့ကောင်းကျင်းမောင်းလဲစားရတယ်ငေါင်းရောလဲအိုးရတယ်အဲ့မှာထိတ်ဆုံးကပါခဲ့တာကြောကအဲ့ဒီမှာကျွန်တော်ပြောတာအဲ့ဒီတပိတ်ဖြစ်လိုက်ပြီးတယ်ဘာဖြစ်လဲဆိုတော့
ကျောင်းသားတွေဟာကျွန်တော်တကယ်ပြောတာပါအခုဒီဥစ္စာဒီပြန်ပြောတဲ့ဆိုကျောင်းသားတွေရဲ့ရေးတော့ကျွန်တော်ထိပါခြင်းမဟုတ်ဘူးဒီအဲ့ဒီခေတ်တုန်းကအသိမြင်နေပြန်ပြီးသုံးသပ်ဖို့သမိုင်းကိုသုံးသပ်တဲ့အခါမှာအာနာသမိုင်းကိုသုံးသပ်တဲ့အခါမှာအာနာနေလို့ရှိရင်အနာဂတ်ကိုသစ္စာဖောက်ရရောက်တယ်ဆိုတော့ဘောပေါ့